ကျွန်တော်အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ The Karate Kid ရဆိုရင်မီလ30ရက်နေ့မှာ Karate Kid Legend ဆိုပြီးတော့ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ Trailer ကြည့်ရတဲ့လောက်ဇလန်းကြီးကြောပြောပြရမယ်ဆိုရင်တရုတ်ကနေအမေရိကကိုပြောင်းလာတဲ့ဒီ Fong ဆိုတဲ့ကောင်လေးတယောက်က Karate တက်တဲ့ကောင်လေးတယောက်ရဲ့အနိုင်ကျင့်တာကိုခံရပြီးငလန်ကလသားခြေကောင်လို့ဖြစ်ပါတယ်။ The Karate Kid 1မှာဆိုရင် Kung Fu တက်တဲ့ကောင်ကို Kung Fu ကျွေးပြီးအမောက်တိတ်ခဲ့တယ်လို့ Karate Kid Legend မှာဆိုရင်လည်း Karate တက်တဲ့ကောင် Karate ကျွေးပြီးအမောက်တိတ်သွားမှာဖြစ်ပါတယ်။ The Karate Kid မှာဆိုရင် Kung Fu ကို Jackie Chan တည်ပြီးခဲ့ပြီးတော့ဒီ Karate Kid Legend မှာဆိုရင်တော့ Miyagi Do Karate က Daniel LaRusso ကလီပြလုပ်ပြီးတော့ဖြစ်ပါတယ်။ Miyagi Do Karate ဆိုတာကတော့တိုက်ခတ်ကိုဦးစားမပေးပဲကာကွယ်ရေးကိုသာဦးစားပေးပြီးတည်ပေးတဲ့ Karate တစ်မျိုးဖြစ်ပါတယ်။ Miyagi Do အကြောင်းပြောပြရမယ်ဆိုရင် Cobra Kai ကိုလည်းမေ့ထားလို့မရပါဘူး။ Cobra Kai ဆိုတာကတော့သွေးစာပြီးရက်ဆက်ကြမ်းကြုတ်တဲ့မွေရောက်တကောင်လို့တိုက်ခတ်ရေးကိုသာဦးစားပေးပြီးပနားညံတောင်မှုမရှိတဲ့ Karate တစ်မျိုးဖြစ်ပါတယ်။ Cobra Kai ကအခုလောလောဆယ် Season 6ခုသာထွက်ပြီးတော့ထပ်ထွက်ဖို့မဲ့လို့လည်းမထင်ပါဘူး။ဘာလို့လဲဆိုတော့ Season 6 ending ကလုံးဝပြီးဆုံးနေဟုတ်လို့ပါ။ကျွန်တော်အနေနဲ့ Season တစ်ခုချင်းစီတိုင်းကို recap လုပ်ပေးတော့ရှိပါတယ်။ကဲဆိုတော့ Karate Kid Legend Trailer အကြောင်းကတော့ဒီလောက်ပါ